second cemetery ပဲဖြစ်သွားတယ်ဒါဒုတိယ3ပွဲမှာပေါ့နော်ဒါကတော့ဒုတိယပွဲပေါ့နော်ပထမပွဲကတော့ဒီဘက်ကထင်အောင်လင်းတို့ဘက်ကနိုင်သွားတာဖြစ်ပြီးတော့ဒီဘက်ကတော့အာမန်တို့ဘက်ကရှုံးသွားတာဖြစ်ပါတယ်အစားနေရဟာရောငါဒိုင်လို့ပါသွားပြီ哪里没做呢？哪个呀呢还没还八个呀还把那把那什么，还把那什么呢？发一点那什么。 ကျဲတာလို့ဆိုလို့ရတယ်လို့ကျဲတာဆော့ကျဲတာဆော့ကျဲတာဆော့ 发一点是那种。你还八အိုးအိုက်တယ်အိုးအိုက်တယ် 哟翻你们来翻你干木哪里？这嘛都没有我干木嘛没有အိုးအိုက်တယ်အိုးအိုက်တယ်အိုးအိုက်တယ်ဖြစ်ပါတယ်ဒါကတော့ဒုတိယပွဲတွေပါဗျာ3ပွဲမှာဒီပွဲနိုင်ရင်တော့ထပ်ဆော့ကြမလို့ပေါ့ဗျာဒီပွဲမနိုင်ဘူးဆိုရင်တော့ဒီဘက်ကတော့ဟီရိုယူရုံပဲဖြစ်ပါတယ်M1打电话喏，啊，就害怕呗，可能不要害怕嘛，侬讲哪都害怕，打电话去的害怕。ဟုတ်တယ်ဟုတ်တယ် 出在哪里啊？ အေးချက်ချက်လာရောက်ရေး မိုင်းတယ်အမာကြီးလောကမာကြီးပဲမာကြီးနဲ့ကြိတ်ပါပါဒီကတော့ မိုင်းနဲ့ချိန်တော့မိုင်းနဲ့ပြန်ဖြုတ်ပြီးလာတယ် 哦，打电话还要的呀，打电话喏。 စကင်လေးပြလိုက်ပါစကင်လေးအလေ ပါလေပေါ့ ခုနအတိုင်းပဲပေါ့ ပါလေ ခုနကတမန်လေးအကောင်လေးဟဲ့ ဟုတ်တယ်ဟုတ်တယ်လေတခါမှမခင်းဘူး အလဲလေးတလေးပဲနော် မင်းလဲမယ်ခုနအတိုင်းပဲ ခုနလေးပဲ ခဏတိုင်းတခြားလည်းနေချင်းကမရဘူး ကဲ ဟိုဒီရောဆို အခုနဝဲဆိုတော့ဟုတ်ချက်စားမှာလေ အဲ့ကောင်မိုင်းတကယ်ညမှာဖြစ်နေမှာ ကဲစာယူမလားဒါကတော့ခုန8 G လား မဟုတ်နိုင်ကြီး ကျော်သိန်းတော့ တန်ကြီးဟုတ်တယ် နာမ တန်ကီနဲ့ 2K ဒါကတော့ခုနကတော့10ကောင်နဲ့10ကောင်2ကောင်ပေါ့နော်ဒီဘက်ကနိုင်သွားတဲ့အဖွဲ့ပြင်ပြီးတော့ဖြစ်ပါတယ်ဒီဘက်ကတော့ဒိုင်ရောနဲ့သူစရာနဲ့ဂိုင်နာဖြစ်ပြီးတော့ဒီဘက်ကတော့ပုံစံလေးတိုင်းပဲခင်ဗျာဂျူလီယန်လေးနဲ့ ဘာတော့အောင်ပြပါလား ဒီမှာတော့ဒီမှာ ကူရှင်လာလား ဟုတ်တယ်ကုချင်း ဂျူလီယန်နဲ့ကူရှင်နဲ့ပွဲထွက်လာတာဖြစ်ပါခင်ဗျာဟောတမ်းပြီးလာကျိုးဗတဲ့ဆိုင်တယ်ခင်ဗျာတန်းကောက်တယ်ခင်ဗျာမထင်ထားဘူးခင်ဗျာ ဟုတ် Oh, fucking. ဓာတ်ပေါ်မိုက်တယ်ခင်ဗျာဗျာမိုက်တယ်ခင်ဗျာမိုက်တယ်ခင်ဗျာပထမပွဲစဉ်ကရှုံးခဲ့တဲ့ရှုံးကြီးကိုပဲ လုံးဆန်းလာ ပြန်ဆက်နိုင်မလားတော့မသိပါဘူးခင်ဗျာအခုချိန်မှာတော့လာချင်းတပက် 2K K2 ကိုခောက်သွားပြီခင်ဗျာနှစ်ကောင်လုံးလာချင်းတန်းပြီးဖြုတ်လာတာ ကိတိမပွန်းလို့ ဘာလို့လဲ ဒီစီပဲဗျာအခုမှ 2K တယ်ခင်ဗျာအားလီပဲရှိရတယ်ခင်ဗျာလေဂိမ်းကြီးဆွဲသွားမယ်လို့ပြောနေပါရဲ့ဗျာတစ်ဖက်ကတော့လေဂိမ်းကြီးမဆွဲဘဲနဲ့အားလီမှာပဲအပြက်ဖြုတ်နိုင်မလားခေါင်းမဖော်နိုင်အောင်ပဲ ဒီမှာရှုံးပါမကုန်နဲ့ဟောရလေးပြိုင်တိုက်နေရွာကြီးဗျာရှုံးပါမကုန်နဲ့တယ်ခင်ဗျာလေးတိုက်တာပြပါကြီးဗျာလေးတိုက်နေဒီမှာသိတဲ့ကိုစမ်းနေပြပါရတာတယောက်တယောက်ဒီချိန်မှာမဲသွားလို့ရှုံးမှာပဲပေါ့ခင်ဗျာ 没少过的，跟我少年的。对吧？反正那还。ကိုသားတွေကဘာနေရောက်သလား 这也有。 ခုနက အိုးအမေဒီဝဲမှာမင်းတို့အမောင်းမထောင်နိုင်အောင်ရိုက်မှာဟောတတ်တယ်လို့ပြီးလိုက်ဝတ်တတ်တယ်နိုင်ဝီကီကကြီး 你跟你说，希望有骗子。没有。没办法。 ရွံဖြတ်လို့မရဘူးတဲ့အဲ့ဆိုမင်းတို့ကဖြတ်လို့မရဘူးတဲ့ဒီကောင်တို့ကဗတ်တဲ့ဆိုင်ပါပေါ့မင်းတို့ကလည်းဟိုကောင်နဲ့လေကိန်းဆို ဗတ်တဲ့နိုင်တော့ရ ဟိုကောင်နဲ့မင်းတို့အားလီကဖြတ်လို့မရဘူးလို့ပြောနေလို့မင်းတို့မကြောက်ဘူးလားအဲ့ဆိုဗတ်တဲ့သွားဆိုင်လေအဲ့ကောင်တွေကိုအဲ့ကောင်တွေနုနေရလေအဲ့ဆိုရင် ဒါလေ အာမင်းတို့ကလည်းအားလာ နူးတယ် အဲ့ကောင်တွေနုနေချိန်မှာဗတ်တဲ့သွားဆိုင်ရတယ်တွေ့လားတူဝိုင်းနီကွာဒီဘက်ကလေကိန်းကိုဆွဲမယ်လို့ပြောတာ အားလေးကိန်းကရာဖိတ်ကောလာရ ခုနကတော့ရှုံးခဲ့တဲ့ရှုံးမွဲကိုပဲပြန်ပြီးတော့ရှုံးကြွေးဆက်နိုင်မလားဒီပွဲကအဆုံးဖြတ်ပြီးမှပြပါတယ်မြတ်၃ပွဲမှာတစ်ဖက်က enemy ကတော့ဒါဒီပွဲကိုနိုင်သွားရင်ဆိုရင်တော့နောက်တွဲဆိုတာမရှိတော့ပါဘူးခင်ဗျာဒီပွဲမှာတကယ်လို့သာ
ဒီဘက်ကနေ return ပြန်ခေါ်နိုင်တယ်ဆိုတော့နောက်တစ်ပွဲဆက်ပြီးကစားအောင်မှာဖြစ်ပါတယ်ဒါကတော့3ပွဲဆော့2ပွဲနိုင်တဲ့လူကနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ပွဲရဲ့ကြီးစားပွဲဖြစ်ပါတယ်ဗျပွဲရဲ့ကြီးစားတော့9000ပဲဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့အိမ်မှာအခုလက်ရှိပြိုင်ပွဲကျင်းပနေတဲ့အနေအထားဖြစ်ပါတယ် 一人要， ဟုတ်ပြီရော 有，斗山，我中了少你，逼的呀，啊，逼的吧，逼的吧，逼的 အော်ဒီဘ 吧， က်က return ပြန်လာတယ်ခင်ဗျာမထင်ထားတဲ့အနေအထားတွေမှာပဲကျွန်တော်တို့ return ပြန်လာပြီးတော့ကောင်ပြန်ပြီးပေးလိုက်ရတယ်ခင်ဗျာ2-2ဖြစ်သွားပါပြီခင်ဗျာအိုးတစ်ဖက်ကခေါင်းနေမီးထောင်နေခင်ဗျာအာမန်တို့ဘက်ကတော့ဟေးအသာမတော်တော့ဗျာလေတိုက်နေခင်ဗျာလေတိုက်နေပြီဗျာလေတိုက်နေခင်ဗျာအဲ့တော့ 阿强呢，这里， အဲ့တော့လေကရမှာမူနေတယ် 啊，你给要你不乱动来， အဲ့ဒီဘူးဒီပြန်တော့မှာ 啊，你不理解我哪里？来，我这个上鼓励，来， လောက်ပါလောက်ပါ 哎呀，白叫来了，没拍了，几档几上过， အောင်ရအောင် 叫， ထိုင်း 啊，来叫。 တူတူနဲ့တေးကြတဲ့အနေအထားဖြစ်ပါတယ်ဟိုဘက်ကလည်းကျွန်တော်တို့ဒီပွဲကိုသူတို့ကရှုံးကြီးပြန်ဆက်မယ်ဆိုတဲ့သဘောနဲ့အပီးပြင်ဆင်လာတာကိုတွေ့ရပါတယ်ခင်ဗျာဒီဘက်ကလည်းလုံးဝသူတို့အနိုင်မပေးဘဲနဲ့ 你先帮忙了，你先帮忙，上个雷，哎， ဟောကိုကြပါတော့နောက်တက်2 k အားလုံးဆို4 k နဲ့ 上个雷， တစ်ဖက်ကမောင်ထျောင်လင်းတို့အတင်းကပြန်ပြီးတာသွားပြီခင်ဗျာ 呀，会不会罗贝多下在那呀？ အားလီမှာတော့အာမန်နိုကနေပြီးတော့2 k ဥအောင်တက်ထားပြီးမဲ့အခုမှတော့ပြန်ပြီး return ပြန်လာပြီးကြောက်ဖို့ကောင်းတယ်ဗျာ 阿强那个不愿意嘛，阿强那个不愿意嘛，刚没上那个愿意嘛，没。上个雷，手机要来到了。这有没没？阿强来，俺拉比来。ဘာလာတော့မေးလားဟို ဟောစစ်ကေးပါခင်ဗျာမျက်စိတမိတ်အတွင်းမှာပဲ Oh my god မျက်စိတမိတ်အတွင်းလေးမှာပဲခင်ဗျာ 5မိနစ်ပဲရှိတယ်ဖတ် ဒါတော့လုံးဝပွဲစားချင်း9မိနစ်အတွင်းမှာပဲလောက်ပြသွားတာဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာဆိုရင်တော့ return ပြန်မခေါ်နိုင်ဘူးဆိုရင်တော့9000ဟာဒီပွဲပြီးရနဲ့ပေးလိုက်ရတော့မှာပဲဖြစ်ပါတယ်ဗျာအောင်ထျောင်လင်းတို့ကဒီနေ့တော့9000လေးရပြီးပွဲပထမဆုကိုရရှိပြီးတော့မင်းတပန်းလှသွားမယ့်အနေအထားပဲဖြစ်ပါတယ်ခင်ဗျာ ဟာမခေါ်သေးဘူးဟာခေါ်ရင်တော့တကယ်ရရအောင် ဟုတ်တယ် ဒါတော့တစ်ဖက်ကစိန်ခေါ်လာတာကိုဒီဘက်ကနေပြီးတော့ရိုက်ပြီးတာဖြစ်ပါတယ် အားဆောင်လားစိတ်ကောင်းအားဆောင်တော့ရိုက်လာပါလာပြီးကောင်းလာအားဆောင်လည်းကဘိုးရအားဆောင်လည်းကဘိုးရပါတောင်းလေးအောင်ထပ်တော့ဘူးလူကြပါဦးအဲ့မသားလို့တာလူကြပါတောင်းလေးအောင်ထပ်တော့လာလူပဲလာ ဒါတော့တစ်ဖက်လေးနဲ့ပဲဆော့တာပဲခင်ဗျာ လူကစားမလားလေလူကစားမလားဟဲ့ ပြောပြီးတော့တုတ်တဲ့အနေသားပြောတယ်ဘလူးပဲစားပါလို့ပြောပြီးတော့တုတ်တဲ့အနေသား နားလို့ချက်တာဟုတ်မလို့ဟိုး အော်မိုက်တယ်ခင်ဗျာနည်းနည်းလေးပဲဗျာတာဝါတဲ့ အဲ့ဒီနဲ့မစက်နဲ့ တာဝါတဲ့ဒီဝင်တုတ်တဲ့အနေသားဖြစ်ပါတယ်ခင်ဗျာ ပြီးသွားတယ်ကွာဖမ်းပြီလား ဖမ်းရအောင်အေးဟုတ်တယ် 72ပဲ ဟုတ်တယ်မင်းပြောတာမှန်တယ်မင်းပြောတာမှန်တယ် ပြီးဘေးပြ မဟုတ်တိုင်းလောက်တက်လို့ရတယ် ရတယ်ဗျာတကောင်ဝင်တယ်ဗျာနောက်ဆုံးအတွန်းလဲကတာဝါထီကိုဝင်သွားတဲ့အနေသားဖြစ်ပါတယ် မစားမနော် ပွဲတင်ကတော့3ပွဲမှာ2ပွဲနိုင်တဲ့လူကလုံးဝအနိုင်ပဲဖြစ်ပါတယ်3ပွဲပြည့်အောင်ဆုပ်လို့မရတော့ဘူးခင်ဗျာဒီပွဲရဆိုရင်တော့ လာ မဟုတ်ရင်တော့တယောက်တကေးဆိုရင်တော့3ပွဲပြည့်အောင်ဆုပ်လို့ရတဲ့အနေသားပဲဖြစ်ပါဗျာလက်တစ်ဖက်တည်းနဲ့ဗျာကြည့်လိုက်ပါဦးလက်တစ်ဖက်တည်းပဲ စောက်ဖို့ လက်တစ်ဖက်တည်းပဲခင်ဗျာသွားပါပြီခင်ဗျာနိုင်ကေးပဲဖြစ်ပါဗျာနိုင်တူးတယ်ခင်ဗျာအာလီယာတတ်ထားတဲ့ကေးရလွဲတို့အခုချိန်ဒီတကေးမှ return ပြန်မလာနိုင်တဲ့အနေထားပဲဖြစ်နေပါတယ် ရပါခုနကအတော်လေးထောက်တော်လေးထောက် ကျွန်တော်ချင်းတိုင်းဗတဲဆိုင်နဲ့အနေသားဖြစ်ပါတယ်ဗျာအတန်ကိုမထွက်နိုင်တော့တဲ့အာမန်လေးပဲဖြစ်ပါတယ်ဗျာ အားဆောင်တယ် ဟုတ်တယ်ကိုကြီးကမကြမ်းသေးလို့လေ ဘယ်တိုင်းလို့ အာတာဝါလေးဒီဝင်တော့တဲ့အနေသားဖြစ်ပါတယ်ဗျာ
တောင်းရဲဝင်ချိန်လာခင်ဗျာတန်း ဘ ကြီး လို့လဲပြော ခုနကတော့တန်းကြီးနဲ့ရက်သွားပြီမဲ့အခုကတော့တန်းကြီးထပ်ပို့ပြီးတော့ပဲကောက်နိုင်အောင်မလားဆိုတော့ကြည် ဝ အောင် မ်းမယ် ခရီးပါမဟုတ်ခရီးပါမဟုတ်ပြေးရလား ခုနကတော့တန်းကြီးနဲ့ 2K ပေါ့နော်ခုနကတော့ဒီပုံစံနဲ့ပွဲပြီးသွားပြီဆိုမဲ့အခုတော့ရင်ပထမပွဲထပ်ပို့ပြီးတော့ K ကောက်ပြီးတော့ K strand နဲ့ပြနိုင်မလားပြေးတယ်ခင်ဗျာမတော်တော့ခင်ဗျာ အိုး လုံးဝလာတဲ့နေတာပြပါတယ်ဝင်တယ်ခင်ဗျာဝင်ကုန်ပြီခင်ဗျာဝင်ကုန်လားတူးဟာဟိုင်းဗျာ12ကီ12ကောင်2ကောင်အာလုံးဝဗျာရတန်ကိုပြန်မလာနိုင်တဲ့အနေသားဖြစ်ပါတယ် တော့ငါကတော့တော့ဆိုင်ပြတော့ငါဆောင်းနေတော့ နောက်ပေးမှာတော့မောင်ထီအောင်လေးကတော့1 2ရိုက်မှာပြပါတယ်1 2 အားလုံးဝင်အောင်တက်မယ် ဟာရီမစကရရှမခ နှစ်ယောက်ရှင်ပြီးတော့ပခုံးကြီးရှင်ပြီးတော့ကျွန်တော်တို့ record ပြနိုင်ပါဦး ဘယ်တော့ဆင်းမှထင်တယ် အားတော့ဒီစုကမှဆင်းနေတယ် နှစ်ယောက်ရှင်တဲ့အချိန်မှာ record လေးထောက်ပြလိုက်ပါဦးတစ်ချက်တော့နှစ်ယောက်လုံးဟိုညာလာပါပဲတစ်ဖက်က enemy ရှေ့မှာကိုပြောင်းပြောင်းတင်း record ပြနေတဲ့အနေသားဖြစ်ပါတယ်โอเคပါဗျာလောက်ပြလိုက်ပြီဗျာ ခရီးပါဝင်ပြီဟုတ်တယ်ခရီးပါ ဒီမှာဝင်ရမှာတော့ရှိဝင်ပြီခင်ဗျာထုတ်သွားတယ်ခင်ဗျာ ငါ ဒီကောင်ပဲရပါတယ်ခင်ဗျာ73ကောင်2ကောင်လုံးဝကို return မပြန်နိုင်ပဲခေါင်းမပေါ်နိုင်တဲ့အနေသားပြောရတယ်ဟိုဘက်ကလုံးဝချွေးတတ်နေခင်ဗျာမောင်အားမယ်လို့ဟိုမှာ ကြီးရတယ်ဟုတ်ကလေး ဒီကောတွေပဲပြတယ်ဗျာတစ်ဖက်ကတော့ဘက်ကတော့လမ်းတက်ရှင်တယ်ခင်ဗျာနေရာဝီကောလေးပြလိုက်ပါခင်ဗျာနေရာဝီကောလေးပြလိုက်အောင်နေရာဝီကောလေးပြလိုက်ပါခင်ဗျာဝင်ပြီခင်ဗျာရှင်တယ်ခင်ဗျာဝီကောပြလိုက်ပါနေရာလေးဘေးလိုက်လေးကို တက်အဲ့ကောင်နိုင်နေ မိန်းတာဝရဲအထိကိုလာပြီးတော့ဖြောက်သွားတာဖြစ်ပါ ပြော တယ် င်း ဗျာ ရေးရောက် မင်းတို့တော့ကြောက်ဟာအဲ့ဘာလို့14ကောင်2ကောင်ပထမပွဲထဲပို့ပြီးတော့ KP နိုင်တော့တဲ့အနေထားဖြစ်ပါလေဒီဘက်ကတော့ကတ်တော်မကယ်ရေးပဲနဲ့အဝေးကနေလမ်းပြီးတော့ဟိုလက်တစ်ဖက်တည်းနဲ့ဆော့တာဗျာပညာကတော့လက်တစ်ဖက်မင်းသားတော့မရှင်းနိုင်သေးရဲ့အနေသားဖြစ်ပါတယ်ဗျာတစ်ဖက်ကလေတိုက်တဲ့အတန်တွေလုံးဝမထွက်နိုင်တော့ပဲခေါင်းတကုန်းကုန်းနဲ့ချွေးတကုန်းကုန်းနဲ့ပြန်ကဲ14ကောင်နဲ့ပဲရက်တော့မလားထပ်ပြီးတော့ကေးအောင်မလားတော့မသိပါဘူးဗျာထပ်ကေးပါလို့ပြောပါရဲ့ဗျာချောင်းနေခင်ဗျာဂူရှင်ကတော့တာဝါနာမှာကက်ချောင်းနေဗျာဟိုဘက်ကတော့လုံးဝထွက်ကိုမလာရဲတဲ့သဘောပဲဖြစ်ပါတယ် ဒီကောနေတာဆောင်းနေတာရင်းနေတာ လုံးဝဝီကောပြတယ်ဗျာဝီကောပြတယ်ပြန်ပြတယ်ဗျာဟိုဘက်ကလည်းလုံးဝယနေ့ချင်းဒီမခံသေးဘူးဆိုတဲ့သဘောပဲဗျာဝီကောပြတယ်ဗျာနှစ်ယောက်က enemy ရှိမှပြောင်းတင်းနေဝီကောပြပြီးဖြုတ်တယ်ဗျာမအားမယ်ဟိုလိုက်ကာပေးတယ်ဗျာတာဝရဲဒီကိုမေးတာဝရဲဒီလိုက်ဖို့တာပြပါခင်ဗျာဒီပွဲတော့ပြပါဦးနိုင်ဝဲရင်နဲ့အနိုင်ရရှိသွားတာဖြစ်ပါလေငါတော့ရရှိသွားတယ်မောင်ထီအောင်လင်းတို့အသိဖြစ်ပါလေနောက်တော့ပြတယ်အဲ့ဟိုကဲဒါကတော့ကျွန်တော်တို့3ပွဲမှာ2ပွဲပေါ့နော်ဒါကတော့ဒုတိယပွဲဒါဆိုတော့3ပွဲဆိုတော့2ပွဲနိုင်ဖြစ်တဲ့အတွက်ဒီမှာတော့ 16K 2K နဲ့ပဲလုံးဝနိုင်ရရှိသွားတဲ့အသင်းကတော့မောင်ထီအောင်လင်းတို့သိဖြစ်ပါလေ